ဟာကျုံတွေကိုဘာလို့ဒီလောက်စောင့်နေရလဲ ဒီနေ့ကြက်ဥတစ်လုံးတော့မပြောက်စေရအောင်ချက်ကမရဘူးအထောက်ထားမပြရင်မပေးဘူး ဟဲ့အဲ့ဒီကြောက်ငါယူမလို့ စကားဝှက်ပြော ဘာစကားဝက်လဲ ကျွန်တော်လည်းမသိဘူး ဟာမင်းမဲခွဲလိုက်တာ ငါစမ်းသက်ကြည့်တာအစ်စ်ဟုတ်မဟုတ်ကဲပါ ချက်ကသူ့အတွက်တရားမျှတမှုလာယူတာ